ကျွန်တော်တို့နေ့စဉ်တွေးခေါ်ဆုံးဖြတ်နေတာတွေအားလုံးကိုနောက်ွယ်ကနေထိန်းချုပ်နေတဲ့မမြင်ရတဲ့စနစ်ကြီးနှခုရှိတဲ့ဆိုရင်ကောဒါကတော့ Daniel Kahneman ရဲ့အရန်စိတ်ဝင်စားတဲ့အကောင်းတဲ့အယူအဆတစ်ခုပါပဲကဲအတူတူကြည့်လိုက်ကြရအောင်ကဲဒီစနစ်တွေကဘလို့အလုံးလောက်လဲဆိုတာကိုကိုယ်တိုင်ခန်းစားကြည့်လို့ရအောင်စံသမှုလေးတစ်ခုအတူတူလုပ်ကြည့်ကြမယ်လေကဲဒီမေခုံးကိုမြင်လိုက်တာနဲ့အခေက4ဆိုပြီးဘာမှတောင်စဉ်းစားလိုက်စရာမလိုပဲစိတ်ထဲမှာဖြက်ခနဲပေါ်လာတယ်ဟုတ်တယ်ဟုတ်အဖူဒီတစ်ခုကတော့လုံးဝအောင်မတူတော့ဘူးနော်အဖြေရဖို့တကယ်ကိုအားစိုက်ပြီးဦးနော့ကိုအလုပ်ပေးရတယ်စဉ်းစားရတဲ့ခေါင်းစားရတယ်ပေါ့နော်အရင်မေးခွန်းနဲ့တခြားစီပဲဟုတ်ပြီအခုလေးတင်ခန်းစားလိုက်ရတဲ့အလိုလိုတိလိုက်တဲ့အမြန်တွေးခေါ်မှုနဲ့အားစိုက်ထုတ်ရတဲ့အနေတွေးခေါ်မှုဆိုတာကတကယ်လို့ကျွန်တော်စိတ်ထဲမှာအမြဲတမ်းအလုံးလုံးနေတဲ့ဇက်ကောင်နှစ်ယောက်လိုပါပဲသူတို့ကို system 1နဲ့ system 2လို့ခေါ်ကြတယ်ကဲဒါဆိုပထမဆုံးဇက်ကောင်နဲ့အရင်တွဲလိုက်အောင်သူကတော့အမြန်တမာအလိုအရအလိုလုပ်တဲ့ system 1ပေါ့System 1ဆိုတာကဘာလဲဆိုတော့လေသူကကျွန်တော်တို့စိတ်ရဲ့ဇလန်းတွေကအလိုလျောက်သူရဲ့ကောင်းကြီးပဲဘာမှကိုအားစိတ်စရာမလိုဘူးထိန်းချုပ်စရာလည်းမလိုဘူးသူကနောက်ွယ်ကနေအရာအလုံးကိုအမြဲဆုံးလိုက်ဖြည့်ရှင်းပေးနေတာပေါ်ပြီးစိတ်ဝင်စားဖို့ကောင်းလာပါလေဒီလားအဲ့ဒီ system 1ကကျွန်တော်တို့နေ့တိုင်းချနေတဲ့ဆုံးဖြတ်ချက်တွေသုံးသက်ချက်တွေအများစုရဲ့လျောဝဇညွန်းရေးစရာကြီးဖြစ်နေတာပဲကျွန်တော်တို့တတိတော်မထားမိလိုက်ခင်မှာသူကဇလန်းကိုသူ့ဘာသာသူပုံဖော်နေနေပြီသူ့ရဲ့အလုပ်တွေကပါတယ်လဲဆိုတော့ဥပမာခုနကလိုနှစ်ပေါင်းနဲ့ဆိုတာမျိုးပေါင်းမုံနဲ့ဆိုတာကြာရင်ထော့ဘက်လို့ဆက်ချင်စိတ်ပေါ်တာတရားရရဲ့စကားတန်ထဲမှာဒေါသတန်ကိုဖက်ခနဲ့တီးလိုက်တာမျိုးဒါမှမဟုတ်လမ်းရှင်းနေရင်ကားအလိုလိုမောင်းနေမိတာမျိုးတွေပေါ့အကုန်လုံးကဘာမှမစဉ်းစားပဲအလိုလျောက်ဖြစ်သွားတာတွေချီပဲကဲဒါဆိုရင်ဒုတိယဇက်ကောင်စီတွားကြည့်အောင်သူကတော့ပထမတစ်ယောက်နဲ့ပြောင်းပြန်နေတယ်အားစိုက်ရတယ်တေးသေးချာချာစဉ်းစားတတ်တဲ့ system 2ပေါ့ system 2ကတော့ရှုပ်ထွေးတဲ့အတွက်ချက်မှုတွေလိုမျိုးတကယ်ကိုအားစိုက်ထွေးရတဲ့စိတ်ပိုင်းဆိုင်ရာအလုပ်တွေအတွက်အာယုံစိုက်မှုကိုခေါ်ယူသုံးဆွဲရတဲ့အပိုင်းပါပြောရရင်ဒါကတေးသေးချာချာကြိုးကြောင်းဆင်ကျင်ဒီပြဿနာတွေကိုဖြေရှင်းပေးတဲ့ကျွန်တော်တို့ဦးနောက်ရဲ့အပိုင်းပေါ့ကျွန်တော်တို့အများစုကကိုဆိုရင်အမြဲတမ်းတေချာစဉ်းစားချိန်နေတဲ့ဒီ system 2လို့ပဲထင်ကြတာဒါပေမဲ့သူ့ရဲ့အဓိကလက္ခဏာကတော့တင်းတာပါပဲဟုတ်တယ် तू ကပြင်းတယ်တကယ်တမ်းမလုပ်အပ်ဘူးဆိုရင် तू ကရှစ်ထွက်ပြီးအလုံးမလုပ်ချင်ဘူးဆိုတော့ system 2ရဲ့အလုပ်တွေကဘယ်လိုမျိုးတွေလဲဆိုရင်အာယုံဆိုင်မှုအပြည့်အဝလုပ်တဲ့ຢာတွေပေါ့ဥပမာစူညာနေတဲ့ပါတီတစ်ခုမှလူတစ်ယောက်ရဲ့စကားကိုပဲအာယုံဆိုင်ပြီးနားထောင်တာမျိုးကာပါကင်ချက်တွေကိုတီတီချာချာချင်ပြီးထိုးရတာမျိုးဒါမှမဟုတ်လူတိုင်းကြောက်တဲ့အခွန်ဖောင်ဖေးတာမျိုးတွေပေါ့ဒါဆိုရင်ဒီဇက်ကောင်နှစ်ယောက်ရဲ့အဓိကကွာခြားချက်တွေကိုခြုံကြည့်လိုက်အောင်ရှင်းရှင်းလေးပါပဲ System 1ကအလိုအလျောက်မြန်တယ် System 2ကတော့တိတိကျကျနေတယ် System 1ကရုတ်တရက်ပေါ်လာတဲ့ခံစားချက်တွေအတွေးတွေကိုဖွင့်ပေးတယ် System 2ကအဲ့ဒါတွေကိုယူပြီးတော့ဒါကယုံတင်တယ်ဒါကတော့လုံးတင်တယ်ဆိုပြီးနောက်ဆုံးဆုံးဖြတ်ချက်တွေယုံကြည်မှုတွေကိုချပေးတာပါဒီစနစ်နှစ်ခုကအတူတူအလောလောကြတော့တော်တော်လေးတော့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပူးပေါင်းဆောင်ရွက်မှုမှာအားနည်းချက်တွေပြဿနာတက်နိုင်တဲ့နေရာတွေလည်းရှိနေပြန်ရောအဲ့ဒါတွေကဘာတွေဖြစ်မလဲစက်ကြည့်အောင်သူတို့နှစ်ယောက်အလုံးလုံးတဲ့ပုံစံကဒီလိုမျိုးပါအလုံးများတဲ့ system 1ကအချမ်းညံတွေခန်းစားချက်တွေကိုတောက်လျှောက်ထုတ်ပယ်နေတယ်ကျွန်တော်ရဲ့ပြင်းရည်တဲ့ system 2ကတော့များတော့အဖြစ်ဟော့လောက်ပါတယ်ဆိုပြီးလက်ခံလိုက်တာပဲပုံမှန်ချင်းဒီမှာ system 1က autopilot နဲ့မောင်းနေပြီးတော့တခုခုအခက်ခဲတွေ့မှာလမ်းမှာထူးထူးခြားခြားချင်းမှာ system 2က steering ကိုဝင်ကင်တာမျိုးပေါ့ဒီ strip test ကိုကြည့်လိုက်ရင်သူတို့နှစ်ယောက်ရဲ့ပฏิပတ်ခါကိုလက်တွေ့မိရမှာပါကြည့်ကိုယ့်ရဲ့ system 1ကစာလုံးကိုအလိုလျောက်ဖတ်ချင်နေတယ်ဒါပေမဲ့ system 2ကနေုံစာလုံးကိုဖတ်ရမှာမဟုတ်ဘူးအယောင်ကိုပြောရမှာဆိုတဲ့စီမင်းကိုလိုက်နာဖို့အသေးအတန်စူးစမ်းနေရတယ်အဲ့ဒီမှာတင်ဦးနောက်ထမ်းမှာခဏလောက်ရှုပ်သွားတယ်ဟောအဲ့ဒါသူတို့နှစ်ယောက်ရမ်းဖြစ်နေတာအဲ့လိုပြိပခါတွေကနေပဲကျွန်တော်တို့ရဲ့တွေးခေါ်မှုမှာစနစ်တကျဖြစ်တတ်တဲ့အမားတွေစီကိုဥတည်သွားနေတယ်ကာရမန်ကဒါကို cognitive illusions လို့ခေါ်တယ်မြန်မာလို့ဆိုရင်တော့မျက်စိကိုလှည့်စားလို့ရတယ်လို့မျိုးဦးနောက်ကိုလည်းလှည့်စားလို့ရတယ်တိမှုဆိုင်ရာလှည့်စားမှုတွေပေါ့ဒီ Muller-Lyer illusion ကတော့အကောင်းဆုံးဥပမာပဲပေတာနဲ့တာတိုင်းချစ်ဒီမင်းတို့ကြောက်ကအရှေကွက်တီတူတယ်ဒါကို system 2ကတည်တယ်ကြိုးကြောက်စင်ချင်မှုရတည်တယ်ဒါပေမဲ့အောက်ကမြင်းကပိုရှည်တယ်လို့မြင်နေတဲ့ system 1ရဲ့အလိုလိုမြင်နေတဲ့အမြင်ကိုဘလို့မှရက်တန့်ပစ်လို့မရဘူးတည်နေတာတော့မှမျက်စိထဲမှာမားမြင်နေတော့ပဲဖုတ်ပြီးဒီလောက်ဆို system 1နဲ့2အကြောင်းကိုတော်တော်လေးသဘောပေါက်လောက်ပြီ
ဆိုတော့ဒီအသိပညာတွေကကျွန်တော်တို့ကိုလက်တွေ့ဘဝမှာဘလို့များအသုံးတည့်နိုင်ပါလဲ အဓိကအချက်ကတော့ဒါပဲဒီတွေးခေါ်မှုအမားတွေပက်လိုက်မှုတွေကိုကျွန်တော်တို့စီကနေလုံးဝဖျောက်ဖက်ပြီးလို့တော့မရနိုင်ဘူးဒါကမွေးရပါပဲဒါပေမဲ့ဘာကိုလုံးလို့ရလဲဆိုတော့ဘလို့အခြေအနေမျိုးတွေမှာအမားလုံးမိနိုင်ခြင်းများလဲဆိုတာကိုကြိုတင်သိရှိပြီးသတိထားနိုင်တဲ့စွမ်းရည်ကိုတော့မွေးမြူလို့ရတယ်အထူးသဖြင့်ဘဝအတွက်ရေးကြည့်တဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါမှာပေါ့ Daniel Kahneman ကိုယ်တိုင်ကပြောခဲ့တယ်လို့ပေါ့ကို့အမားကိုဝင်ခံရတာထက်သူများအမားကိုထောက်ပြရတာကပိုလွယ်တယ်လို့ပိုလဲပြောစရာကောင်းနေတဲ့ဆိုတော့ဒါကဒီ system 1 system 2ဆိုတဲ့စကလုံးအတစ်တွေကိုတင်လိုက်ခြင်းအပြင်သူများရဲ့တွေးခေါ်မှုပတ်လိုက်မှုတွေကိုအရင်ဆုံးသတိထားမိလာလိမ့်မယ်အဲ့ဒီကနေတစ်ဆင့်သူတော်မားထဲတာပဲငါရောဆိုပြီးကိုယ့်ရဲ့အဆုံးဖြတ်ချက်တွေကိုပိုကောင်းအောင်ပြန်တောင်းတတ်တာလာမှာပါ ကဲအခုဆိုရင်တော့စိတ်ထဲကစက်ကောင်တွေရောက်နေမိတ်ဆက်ပြီးတောင်းပြီပေါ့နောက်ဆုံးအနေနဲ့မေးခွန်းတစ်ခုမေးဖက်ချင်တယ်အခုဒီတင်ပြချက်ကိုနားထောင်ရင်းနဲ့ဒါကဟုတ်တယ်ဒါကတော့မဟုတ်ဘူးလို့စဉ်းစားသုံးသပ်နေတာကော system 1လားဒါမှမဟုတ် system 2လား